ကျန်းမာရေးစီမံခန့်ခွဲမှုယူဆောင်လာခွင့်မရှိသောပစ္စည်းများဝတ်စားဆင်ယင်မှုနှင့်ကိုယ်သန့်ရှင်းရေးအကြောင်းကိုအတည်ပြု၍ပြန်လည်စစ်ဆေးသွားပါမည်။ဆေးရုံနှင့်အသက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာနများ၏မီးဖိုချောင်သည်ကိုယ်ခံအားနည်းသောသူများအားအစားအစာပံ့ပိုးပေးသည့်အရေးကြီးသောနေရာဖြစ်ပါသည်။ထို့ကြောင့်အစားအစာအဆိပ်သင့်မှုမဖြစ်စေရန်ကူးစက်ရောဂါများမယူဆောင်လာရန်ပြင်ပအညစ်အကြေးများမရောနှောဝင်ရောက်စေရန်ဤအချက်၃ချက်ကိုအထူးသတိထားရန်လိုအပ်ပါသည်။အခုကျန်းမာရေးစီမံခန့်ခွဲမှုအကြောင်းကိုရှင်းပြပါမည်။ဝန်ထမ်းအားလုံးသည်တစ်နှစ်လျှင်တစ်ကြိမ်ကျန်းမာရေးစစ်ဆေးမှုနှင့်တစ်လလျှင်တစ်ကြိမ်ဝမ်းစစ်ဆေးမှုကိုပြုလုပ်ရပါသည်။မေလမှအောက်တိုဘာလအထိမှာတစ်လလျှင်2ကြိမ်ပြုလုပ်ရပါသည်။ရောဂါလက္ခဏာမရှိလို့အဆင်ပြေတယ်ဟုထင်နေတော့လဲကိုယ်တိုင်မသိပဲဘက်တီးရီးယားပိုးများကိုတည်ဆောင်ထားနိုင်ပါသည်။ရောဂါလက္ခဏာမရှိတော့လဲကူးစက်ရင်းမြစ်ဖြစ်နိုင်သောကြောင့်ပုံမှန်စစ်ဆေးမှုများသည်အလွန်အရေးကြီးပါသည်။ထို့အပြင်ကိုယ်တိုင်၏ကျန်းမာရေးသာမကမိသားစုဝင်များ၏ကျန်းမာရေးအခြေအနေကိုလည်းဂရုစိုက်ပေးပါ။နေ့စဉ်အလုပ်မလာမီအောက်ပါအချက်များကိုစစ်ဆေးပါ။ဝမ်းလျှောခြင်းအန်ခြင်းရှိမရှိကိုယ်ပူဖျားနာခြင်းရှိမရှိနေမကောင်းမှုရှိမရှိလက်တွင်ဒဏ်ရာသို့မဟုတ်အနာပုပ်ရှိမရှိအနည်းငယ်ပင်ပုံမှန်မဟုတ်သောအခြေအနေရှိပါကတာဝန်ခံထံသို့မဖြစ်မနေအကြောင်းကြားရပါမည်လက်တွင်ဒဏ်ရာရှိပါကလည်းမဖြစ်မနေအကြောင်းကြားပါထိုအခါအောက်ပါအချက်2ချက်ကိုတိတိကျကျလိုက်နာရပါမည်ရေမစိမ့်သောပလာစတာကတ်ခြင်းလက်အိတ်ဝတ်ဆင်ခြင်းဒဏ်ရာနေရာတွင်ဘက်တီးရီးယားပိုးများပွားများလွယ်ပြီးအစာအဆိပ်သင့်မှု၏အကြောင်းရင်းဖြစ်နိုင်ပါသည်။အခြေအနေပေါ်မူတည်၍ဟင်းချက်လုပ်ငန်းကိုကန့်သတ်နိုင်ပါသည်။နေ့စဉ်ကျန်းမာရေးစီမံခန့်ခွဲမှုလည်းအရေးကြီးပါသည်။အာဟာရမျှတသောအစားအစာစားခြင်းတင့်တော်သောကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းလုံလောက်သောအိပ်စက်အနားယူမှုရရှိခြင်းဆိုသောအချက်၃ချက်ကိုအထူးဂရုစိုက်ပါ။အထူးသဖြင့်အေးရေးမဝခြင်းနှင့်ပင်ပန်းနွမ်းနယ်မှုများသည်ကျန်းမာရေးမကောင်းဖြစ်စေတတ်ပါသည်မိမိကိုယ်တိုင်သာမကအတူနေမိသားစုဝင်များတွင်လည်းဝမ်းလျှောခြင်းအန်ခြင်းဗိုက်နာခြင်းဖျားခြင်းစသည့်လက္ခဏာများရှိပါကတာဝန်ခံထံသို့အကြောင်းကြားပေးပါNorovirus ပြန့်နှံ့သည့်ကာလများတွင်အထူးသတိထားရန်လိုအပ်ပါသည်ကောင်းစွာအပူပေးချက်ပြုတ်ထားသောအစားအစာများကိုစားသုံးခြင်းလက်ဆေးခြင်းကိုသေချာစွာပြုလုပ်ခြင်းမိမိကိုယ်တိုင်ရောဂါပိုးပြန့်ပွားစေသောအရင်းမြစ်မဖြစ်စေရန်သတိရှိခြင်းတို့သည်အရေးကြီးပါသည်ထို့အပြင်အိမ်တွင်း၌လည်းအိမ်သာနှင့်ရေချိုးခန်းများကိုတန့်ရှင်းရေးသေချာစွာပြုလုပ်ပြီးမိသားစုတစ်စုလုံးဖြင့်ကူးစက်ရောဂါကာကွယ်ရေးကိုဆောင်ရွက်ပါမီးဖိုချောင်အတွင်းတွင်ကိုယ်ပိုင်ပစ္စည်းများနှင့်ချက်ပြုတ်လုပ်ငန်းနှင့်မသက်ဆိုင်သောပစ္စည်းများကိုအလုပ်လုပ်ရာနေရာသို့မယူဆောင်လာရခြင်းသည်အခြေခံစည်းကမ်းဖြစ်ပါသည်အဘယ်ကြောင့်ယူဆောင်လာခြင်းကိုတားမြစ်ရသနည်းဆိုသောကိုယ်ပိုင်ပစ္စည်းများကြောင့်အစားအစာအတွင်းပြင်ပအရာဝတ္ထုများရောနှောဝင်ရောက်နိုင်ခြင်းဘက်တီးရီးယားများယူဆောင်လာနိုင်ခြင်းပစ္စည်းပျောက်ဆုံးမှုသို့မဟုတ်မတော်တဆမှုများဖြစ်ပေါ်နိုင်ခြင်းတို့ကြောင့်ဖြစ်ပါသည်ထို့ကြောင့်မလိုအပ်သောပစ္စည်းများကိုမီးဖိုချောင်ထဲသို့မယူဆောင်လာရပါအထူးသဖြင့်အိတ်ကပ်ထဲတွင်ပစ္စည်းထည့်ထားခြင်းကိုတားမြစ်ထားပါသည်ဘောပင်မှတ်စုစာရွက် Hotchkiss stapler စသည့်ပစ္စည်းများလည်းပြုတ်ကျပြီးအစားအစာထဲသို့ရောနှောဝင်ရောက်နိုင်သည့်အန္တရာယ်ရှိပါသည်ရုံးသုံးပစ္စည်းများကိုအလုပ်အပေါ်တက်ရောက်မှုမရှိသောသတ်မှတ်ထားသည့်နေရာတွင်သိမ်းဆည်းထားပါထို့ပြင်စတဲပွယ်ဖြင့်ချုပ်ထားသောစာရွက်စာတမ်းများကိုအလုပ်လုပ်ရာနေရာသို့မယူဆောင်လာရပါဘောပင်ကိုလည်းနောက်ကိုနှိပ်အသုံးပြုသည့်နောက်ထိုက်ဘောပင်ကိုအသုံးပြုပါကိုယ်ပိုင်ပစ္စည်းများကိုဝါကထဲတွင်သိမ်းဆည်းရပါမည်လိုအပ်သောပစ္စည်းများကိုသာသတ်မှတ်ထားသည့်နေရာတွင်ထားရှိပြီးမီးဖိုချောင်ထဲသို့မဝင်မီမလိုအပ်သောပစ္စည်းများယူထားခြင်းရှိမရှိကိုနောက်ဆုံးစစ်ဆေးပါအခြေခံအားဖြင့်ဘာပစ္စည်းမှမယူထားသောအခြေအနေဖြင့်အလုပ်စတင်ရပါသည်နောက်တစ်ခုအနေဖြင့်လှုပ်ရှားသွားလာမှုဆိုင်ရာစည်းမျဉ်းများကိုရှင်းပြပါမည်မြင်းမြဲဧရိယာနှင့်တန်ရှင်းဧရိယာကိုအပြန်အလှန်သွားလာပါကပိုးမွှားများကိုတည်ဆောင်လာနိုင်ခြင်းနှင့် cross contamination အပြန်အလှန်ကူးစက်ညစ်ညမ်းမှုဖြစ်ပေါ်နိုင်ပါသည်ထို
ထို့ကြောင့်အိမ်သာအသုံးပြုပြီးနောက်တွင်လက်ဆေးခြင်းကိုမဖြစ်မနေပြုလုပ်ရပါမည်လက်ဆေးရာတွင်နှစ်ကြိမ်ဆေးခြင်းကိုအခြေခံစည်းမျဉ်းအဖြစ်သတ်မှတ်ထားပါသည်လိုအပ်ပါကအဖရွန်ကိုလဲလှယ်ပြီးအခြေအနေပေါ်မူတည်၍အလုပ်ဝတ်စုံကိုလည်းလဲလှယ်ပါ၏အချက်သည်အထူးသဖြင့်နိုဗရက်ကာကွယ်ရေးအတွက်အရေးကြီးပါသည်ထို့ပြင်တစ်ကြိမ်အပြင်သို့ထွက်သွားပြီးနောက်တွင်အဲ့ဒီအတိုင်းချက်ပြုတ်လုပ်ငန်းသို့ဓာတ်ရိုက်မပြန်ရပါညစ်ပတ်နေသောအလုပ်ဝတ်စုံဖြင့်လှုပ်ရှားသွားလာခြင်းကိုလည်းတားမြစ်ထားပါသည်အလုပ်လုပ်သောဧရိယာများကိုအကြိုပြင်ဆင်ဧရိယာချက်ပြုတ်ဧရိယာအစားအစာထည့်တင်ဧရိယာဟူ၍ခွဲခြားထားပါသည်ဧရိယာတစ်ခုမှတစ်ခုသို့ကူးပြောင်းရာတွင်လက်ဆေးခြင်းကိရိယာလဲလှယ်ခြင်းအဖရွန်လဲလှယ်ခြင်းတို့ကိုသေချာစွာလုပ်ဆောင်ပါနောက်ဆုံးအနေဖြင့်မိဖို့ခန်းအပြင်ဘက်မှဝင်ရောက်ရာတွင်အပြင်ဖက်နှက်ဖြင့်မဝင်ရပါထို့ပြင်ညဉ့်ဉန်းအလုပ်ဧရိယာမှတန်ရှင်းအလုပ်ဧရိယာသို့သွားရာတွင်အလုပ်ဖက်နှက်ကိုလဲလှယ်အသုံးပြုခြင်းသည်ပိုမိုကောင်းမွန်ပါသည်အိမ်သာသို့သွားရာတွင်လည်းအလုပ်ဝတ်စုံဘရန်ဟယ်နက်အုတ်ထုပ်နှင့်အလုပ်ဖက်နှက်များကိုဝတ်ဆင်ထားသည့်အတိုင်းမဝင်ရပါရန်သတိပြုပါလူတဦးချင်းစီ၏လုပ်ဆောင်ချက်များကအစားအသောက်ဆိုင်ရာမတော်တဆမှုများကိုကာကွယ်ပေးနိုင်ပါသည်စည်းမျဉ်းများကိုလိုက်နာပြီးဘေးကင်းလုံခြုံသောလုပ်ငန်းဆောင်ရွက်မှုကိုပြုလုပ်ကြပါဒီနေ့မှာကိုယ်ရည်ကိုယ်သွေးနှင့်တန်ရှင်းသောဝတ်စားဆင်ရင်မှုအကြောင်းပြောပြပါမယ်မိဖို့ကြောင့်အတွင်းတွင်တန်ရှင်းသောအဝတ်အစားနှင့်မှန်ကန်သောကိုယ်ရည်ကိုယ်သွေးဖြင့်အလုပ်လုပ်ခြင်းသည်အလွန်အရေးကြီးပါသည်။ဘာကြောင့်ကိုယ်ရည်ကိုယ်သွေးကိုအရေးကြီးစွာထိန်းသိမ်းရသလဲဆိုရင်တန်ရှင်းမှုကိုထိန်းသိမ်းရန်အပြင်ပစ္စည်းများအစားအစာထဲမဝင်စေရန်ပိုးမွှားများမတည်ဆောင်လာစေရန်ဆိုတဲ့ရည်ရွယ်ချက်များကြောင့်ဖြစ်ပါသည်။အရင်ဆုံးအလုပ်ဝတ်စုံအကြောင်းပြောပါမယ်။အလုပ်ဝတ်စုံကိုအမြဲတန့်ရှင်းသောအရာကိုသာဝတ်ဆင်ပါအဝတ်ညစ်သွားပါကဆက်မသုံးဘဲချက်ချင်းလဲလှယ်ပါထို့ပြင်ကိုယ်အရွယ်နှင့်ကိုက်ညီသောအလုပ်ဝတ်စုံကိုဝတ်ဆင်ပါမနေ့ကဝတ်ထားတဲ့အတိုင်းပဲဆိုတော့ရတယ်ဆိုတာကိုလုံးဝမလုပ်ရပါနောက်တစ်ခုကတော့ Happy Inji အုတ်ထုပ်နှင့် hairnet အကြောင်းပါအုတ်ထုတ် hairnet နှင့်အလုပ်ဝတ်စုံများကိုမီးဖိုချောင်သုံးအတွက်တီးတန့်ထားသောတန်ရှင်းသောအရာများကိုအသုံးပြုပါချုပ်ရိုးပြတ်နေခြင်းပေါက်ပြဲနေခြင်းရှိမရှိစစ်ဆေးပြီးအပြင်ပစ္စည်းများအစားအစာထဲမဝင်စေရန်ဂရုစိုက်ပါအုတ်ထုတ်နှင့်သပင်စီမံခန့်ခွဲမှုအကြောင်းပြောပါမည်သပင်ကိုအုတ်ထုတ်အတွင်းသို့အပြည့်အဝထည့်ထားပါဘာလာကတ်ပါလကာဘာခါပါနှင့်အုတ်ထုတ်ကိုနှစ်ဆစနစ်ဖြင့်စီမံခန့်ခွဲပါသည်ဆပင်တစ်ချောင်းတောင်အပြင်မထွက်စေရန်တေချာဂရုစိုက်ပါဆပင်သည်အစားအသောက်ထဲသို့အခြားအရာများရောနှောဝင်ရောက်ခြင်းအတွက်အများဆုံးအကြောင်းရင်းဖြစ်သောကြောင့်အထူးသတိထားရန်လိုပါသည်နောက်တစ်ခုမှာ mask အကြောင်းဖြစ်ပါသည် mask ကိုနှာခေါင်းပါးစပ်နှင့်မေးစေ့အထိတေချာဖုံးအုပ်ထားပါစကားပြောနေစဉ်တွင်လည်းမဖြုတ်ရပါညစ်ပတ်သွားပါကအတစ်တစ်ခုနှင့်ချက်ချင်းလဲလှယ်ပါလက်နှင့်လက်သေးအကြောင်းဖြစ်ပါသည်လက်သေးကိုတိုးတိုးဖြတ်ထားပါမနီကျူးမန်နီကျူနှင့်လက်သေးအတူများကိုတားမြစ်ထားပါသည်ထို့အပြင်လက်စွပ်နှင့်အလှဆင်ပစ္စည်းများလည်းဖြုတ်ထားပါအကြောင်းမှာလက်သေးအတွင်းတွင်ပိုးမွှားများစွာရှိနေနိုင်သောကြောင့်ဖြစ်ပါသည် apron အကြောင်းဖြစ်ပါသည် apron ကိုအလုပ်မျိုးစားအလိုက်ခွဲခြားအသုံးပြုပါညစ်ပတ်သွားပါကချက်ချင်းလဲလှယ်ပါထို့အပြင်အိမ်သာသို့သွားသည့်အခါတိုင်းဖြုတ်ထားရပါမည်နောက်ဆုံးအနေဖြင့်အလုံးမစတင်မီအသွင်အပြင်နှင့်တန်ရှင်းမှုစစ်ဆေးခြင်းကိုမဖြစ်မနေပြုလုပ်ပါလက်သေးရှည်နေခြင်းရှိမရှိမနီကျူးလုပ်ထားခြင်းရှိမရှိဒဏ်ရာသို့မဟုတ်လက်အရည်ပြားပျက်စီးမှုရှိမရှိစစ်ဆေးပါအုတ်ထုံးမှသပင်ထွက်နေခြင်းရှိမရှိမုတ်ဆိတ်ရှည်နေခြင်းရှိမရှိကိုလည်းစစ်ဆေးပါထို့နောက်တန်ရှင်းသောအဖြူရောင်အလုပ်ဝတ်စုံ apron နှင့်အလုပ်သုံးဖိနပ်များကိုမှန်ကန်စွာဝတ်ဆင်ထားကြောင်းအတည်ပြုပြီးမှအလုပ်ကိုစတင်ကြပါစို့